နေဟိုတယောက်ကြောင့်ကြားပြီးသွားပြီလားအတင်းမပြောနဲ့ဖြစ်ဖြစ်ပြောတော့ကိုယ့်ကိုတင်းပြောတဲ့သူတွေကိုကိုဘယ်လိုမျိုးတုံ့ပြန်ပြီးတော့ပြန်ပြောမိလိမ့်ရှိလဲဘဝထဲမှာလူတွေမျိုးမျိုးနဲ့ကြုံတွေ့ရနိုင်တယ်ဒီလိုကြုံတွေ့တဲ့အခါမှာကိုယ့်ကိုအတင်းပြောတဲ့သူတွေနဲ့လည်းကိုဟာကြုံတွေ့ရမှာပဲဒီလို gossiper တွေနဲ့ကြုံတွေ့ရရင်ကျမတို့ဘယ်လိုမျိုးများသူတို့ကိုတုံ့ပြန်သင့်တယ်လဲဆိုတဲ့နည်းလမ်းလေးတွေကိုဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကျမတို့အနေနဲ့ကျမတို့ကိုတင်းပြောလာတဲ့သူတွေရှိခဲ့ရင်ပြန်လဲတုံ့ပြန်နိုင်တဲ့နည်းလမ်းတွေကပထမနည်းလမ်းကတော့ stay quiet တစ်ဖက်သူကကိုယ့်ကိုလာပြောတဲ့စကားတွေကိုဘာမှပြန်မပြောဘဲနဲ့ silent နေပေးခြင်းဟာတိတ်တိတ်ဆိတ်ဆိတ်နဲ့နေပေးလိုက်ခြင်းဟာဒီလူကိုပြန်ပြီးတော့တုံ့ပြန်တဲ့အခါမှာအကောင်းဆုံး response ဖြစ်ပါတယ်သူကိုကျမတို့ကပြန်ပြီးတော့သူပြောတဲ့စကားတွေကိုထောက်ခံတာလည်းမရှိဘူးမီးလောင်ရလေးပင်လုပ်ပေးတာလည်းမရှိဘူးသူပြောတဲ့အကြောင်းအရာတွေပေါ်မှာဝင်ရောက်ဆွေးနွေးတာလည်းမရှိဘူးဆိုဒီလူကဒီ subject ကိုသူတည့်ကျင်မဲလို့သူဆက်ပြီးတော့ကျမတို့ကိုတင်းပြောလို့မရတော့ပါဘူးဒီလိုမျိုးတုံ့ပြန်ပြီးခြင်းအဖြစ်နဲ့ဒီလူတွေကကျမတို့နားမှာနောက်ဆိုရင်အတင်းလာပြောဖို့သူတို့စဉ်းစားသွားတတ်ကြပါတယ်မဟုတ်ဘဲနဲ့ကျမတို့ကသူတို့ရဲ့စကားကိုအလာပါတလာပါလေးပြန်လိုက်ပြီးတော့တန်ရောင်လိုက်ပြီးပြောပေးနေမယ်ဆိုရင်ဒီအတင်းပြောတဲ့သူတွေကကျမတို့နားရောက်တိုင်းမှာသူတို့ရဲ့ဒီအတင်းပြောခြင်းတဲ့စိတ်ကြီးဟာတဖြည်းဖြည်းပေါက်ဖွာလာအောင်မွေးမြူပေးတယ်လို့မျိုးဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့ကသူတို့ရဲ့တင်းပြောခြင်းတဲ့စိတ်ကိုကျမတို့မြင်လိုက်တာနဲ့ပျောက်သွားအောင်လုပ်ပေးနိုင်တဲ့နည်းလမ်းကတော့တင်းလာပြောတဲ့အချိန်တိုင်းမှာပြန်ပြီးတခွန်းတုံပြန်ခြင်းမရှိပဲဒီတိုင်းနဲ့ကြည်နေပေးခြင်းပဲဖြစ်ပါတယ်ဒုတိယမြောက်တုံပြန်နိုင်တဲ့နည်းလမ်းကတော့ neutral curiosity လို့ခေါ်ပါတယ်သူ့ဘက်ကပြောရင်ရောသူ့ဘက်က story ကဘယ်လိုမျိုးများဖြစ်မလဲအော်မင်းဘက်ကပြောတော့မင်းဘက်က story ကဒီလိုမျိုးပေါ့သူ့နေရာမှာလည်းသူ့ဘက်က another story တစ်ပုဒ်ရှုံမယ်လို့ငါထင်တယ်ဒီလိုမျိုးပြောခြင်းဟာကျမတို့ဂျားနေလိုက်ခြင်းဖြစ်ပါတယ်ဂျားနေလိုက်ခြင်းအဖြစ်နဲ့ကျမတို့ကအတင်းပြောတဲ့သူတွေကိုသူရဲ့ပြောတဲ့ပြောကြားချက်က 100% မှန်ပါတယ်လို့ထောက်ခံပေးရမရောက်ဘဲနဲ့ကျမတို့ဟာဒီအတင်းပြောတဲ့သူတွေကို fair and square ဖြစ်ဖို့လိုတယ်ဆိုတဲ့ mindset ကိုချပြလိုက်ရရောက်ပါတယ်နောက်တတိယမြောက်ကတော့redirect လမ်းကြောင်းပြောင်းရမှာဖြစ်ပါတယ်။ तू ကကိုယ့်ကိုဒီအကြောင်းအရာလာပြောရဆိုအဲ့အကြောင်းအရာငါတို့မပြောချင်ငါတို့တခြားအကြောင်းလေးပြောကြရအောင်။ဒါမှမဟုတ်ရင်ငါတို့တခြားအကြောင်းဆွေးနွေးကြရအောင်ဒီအကြောင်းအရာမပြောဘဲနေရအောင်။ဒီလိုမျိုး redirect ဖြစ်တဲ့စကားလမ်းကြောင်းပြောင်းပြီးတော့လေပြောဆိုသင့်ပါတယ်။အဲ့တော့ကိုယ့်ကိုတင်းလာပြောတဲ့သူတွေရှင်ပြန်ပြီးတန်ရမလိုက်ဖဲနဲ့စကားလမ်းကြောင်းပြောင်းပြီးတော့ပြောနိုင်အောင်ကြိုးစားကြည့်ပါ။နံပါတ်၄အချက်ကတော့ပွင့်ပွင့်လင်းလင်းနဲ့ boundaries သတ်မှတ်ခြင်းပဲဖြစ်ပါတယ်။ကိုဟာသူများရဲ့အကြောင်းကိုနောက်ွယ်မှာပြောတာကိုမကြိုက်တဲ့သူဖြစ်ကြောင်းကိုသူ့ကိုပွင့်ပွင့်လင်းလင်းပြောချပြပေးတာဖြစ်ပါတယ်ဒီလိုမျိုး boundary သတ်မှတ်ပေးခြင်းကလည်းဒီသူအပေါ်မှာကိုယ့်ရဲ့သဘောဆန္ဒကဘယ်လိုရှိကြောင်းအတင်းပြောတာနဲ့ပတ်သက်ပြီးကိုယ့်ရဲ့စိတ်ခံစားချက်ခံယူချက်တွေကဘယ်လိုရှိကြောင်းကိုတခါလေးချပြလိုက်တာဖြစ်ပါတယ်ပထမပိုင်းမှာတော့ဒီလူဟာကိုဒီလိုပြောလို့မုန်းကောင်းမုန်းနိုင်ပါတယ်ဒါပေမဲ့နောက်ပိုင်းဒီမှာတော့ကိုယ့်စီရောအမိုက်တွေကအမြဲတမ်းမရောက်လာနိုင်တာဖြစ်တဲ့အတွက်ပထမဆုံးတစ်ချိန်တတိရှိနဲ့ boundary သတ်မှတ်ပေးခြင်းကနောက်ပိုင်းဒီမှာကိုယ့်ဘဝတွေကိုအမိုက်တွေမဝင်လာဖို့အတွက်အများကြီးအထောက်အကူဖြစ်ပါတယ်ဒါကြောင့်မလို့ပွင့်ပွင့်လင်းလင်းနဲ့ကိုဟာအတင်းပြောတာကိုလက်မခံကြောင်းမကြိုက်တဲ့သူဖြစ်ကြောင်းသူများနောက်ွယ်မှာသူများအကြောင်းပြောတာကိုကိုယ်တိုင်လည်းအားမပေးသလိုကိုယ်တိုင်ကလည်းပြောမှာမဟုတ်ကြောင်းကိုဒီလာပြောတဲ့သူကိုဘဝရဲ့သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုပွင့်ပွင့်လင်းလင်းချပြရမှာဖြစ်ပါတယ်ကျမတို့တွေအားလုံးဟာဘဝမှာအမုန်းစကားတွေဖြစ်တဲ့အတင်းစကားတွေကိုမမျှဝေဘဲနဲ့ပန်းစကားလေးတွေမျှဝေခြင်းနဲ့ဘဝမှာကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားလေးတွေပန်းစကားလိုခြူတာကြပါစေကောင်းမွန်တဲ့ပန်းစကားလိုမျိုးစကားကိုသာဆိုနိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်Attractiveness နဲ့ရဲ့ founder ဒီချက်အိမွန်ခိုင်ပါရှင်အဆုံးထိနားထောင်မိတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်